ကျွန်တော်ခုပြပေးမယ့် blind ပေါက်လေးကတော့မန်ချောင်ရဲ့ဗီဒီယိုကိုစီးရီးလေးပဲဖြစ်ပါတယ်ခင်ဗျာသူကဒီဇိုင်း6မျိုးပါပြီးတော့ secret တစ်ကောင်ပါမှာလည်းဖြစ်ပါတယ်ပြီးတော့ဒီကောင်လေးကို main ကလေးရောယောက်ျားလေးရောအသုံးပြုလို့ရမှာပဲဖြစ်ပါတယ်သူပုံစံအရင် main ကလေးမဆန်ဘူးပေါ့နော်ဟောတာလေးဒီကောင်လေးရဲ့အပြင်ပုံစံလေးကတော့ဒီကောင်လေးရဲ့အားတာချက်ကသူကတကောင်ချင်းစီမှာ accessory လေးပါတယ်ပေါ့နော်ပြီးတော့နောက်တစ်ခုရှိတယ်သူကမျက်လုံးကို360ဒီဂရီလှည့်လို့ရတာပဲဖြစ်ပါတယ်အားလုံးပဲနောက်ဗီဒီယိုမှာတွေ့ကြမယ်တတာ